အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တို့ networking ရဲ့အခြေခံအကြီးဆုံးနဲ့အရေးအကြီးဆုံးအကြောင်းအရာတွေကိုအတူတူလေ့လာသွားကြမယ် IP address ဆိုတာဘာလဲ port ဆိုတာဘာလဲဆိုတာဒီကိုရှင်းရှင်းလင်းလင်းနားလည်တော့အောင်ရှင်းပြပေးသွားမှာပါကဲအရင်ဆုံးဒီမေးခွန်းလေးနဲ့စလိုက်အောင်ကျွန်တော်တို့နေ့တိုင်းသုံးနေတဲ့ဖုန်းတွေကွန်ပျူတာတွေကအင်တာနက်ပေါ်က google.com တို့ facebook တို့နဲ့ဘလို့များချိတ်ဆက်ပြီးစကားပြောနေကြတာလဲဒီနောက်ွယ်ကမော်ပညာလိုဖြစ်နေတဲ့နီးပညာကိုဒီနေ့အတူတူဖြေရှာကြည့်ကြရအောင်ပါဟုတ်ပြီဒီနေ့ကျွန်တော်ပြောကြမယ့်ခေါင်းစဉ်တွေကတော့ဒါတွေပါပဲ IP address ဆိုတာဘာလဲဆိုတာနဲ့စပြီးတော့ subnet ဆိုတဲ့လုံခြုံရေးကန့်တာ CIDR နဲ့ IP အရေးအတွက်ကိုဘယ်လိုတွက်မလဲနောက်ဆုံး port တွေကဘယ်လောက်အသုံးဝင်လဲဆိုတာဒီရှုပ်တယ်လို့ထင်ရတဲ့အကြောင်းအရာတွေကိုလုံးဝရိုးရှင်းသွားအောင်တစ်စင်ချင်းစီရှင်းပြပေးသွားမှာပါကဲဒါဆိုပထမဆုံးအပိုင်းကိုဆက်လိုက်ကြအောင် IP address ဒါကတော့ networking လောကရဲ့အခြေခံအကျဆုံးအုတ်မြစ်တစ်ခုပါပဲရိုးရိုးလေးပဲစဉ်းစားကြည့်ရအောင် IP address ဆိုတာက network တွေကိုချိတ်ထားတဲ့ device တိုင်းအသက်ပေးထားတဲ့တီးတန့်လိပ်စာတစ်ခုပါပဲလူတယောက်အချင်းစီမှာမှတ်ပုံနဲ့နံပါတ်ရှိတယ်လို့မျိုးပေါ့ဒီလိပ်စာတွေဒီနံပါတ်တွေရှိမှာပဲ device ချင်းတယောက်နဲ့တယောက်မှန်မှန်ကန်ကန်ဆက်သွယ်လို့ရမှာပါဒီဥမာလေးကိုတစ်ချက်ကြည့်လိုက်ရအောင်စဉ်းစားကြည့်ပါအိမ်တအိမ်မှာဖုန်းတွေကွန်ပျူတာတွေပေါင်းလေးလုံးရှိတယ်ဆိုပါစို့အဲ့ဒီကတစ်လုံးကနေ online ပေးမဲ့လုပ်လိုက်တယ်ဘယ် device ကလုပ်လိုက်တာလဲဆိုတာဘယ်လိုသိမလဲဒါမှမဟုတ်သားသမီးသုံးတဲ့ device ကိုပဲ Mahiduriva Fed Instagram သုံးဝင်ပိတ်ချင်တယ်ဆိုရင်တော့ဘယ် device ကိုပိတ်ရမလဲအဖေကရှင်းရှင်းလေးပါ device တစ်ခုချင်းစီမှာတီးတန့် IP address တစ်ခုရှိနေမှာဘယ်သူကဘာလုပ်နေလဲဆိုတာကိုသိနိုင်မယ်ထိန်းချုပ်နိုင်ပါပါ IP address ကဘလောက်အရေးကြီးလဲဆိုတာသိပြီဆိုတော့အဲ့ဒီလိပ်စာတွေကိုဘလို့ဒီစောက်ထားလဲအဲ့ဒီခဏန်းတွေရဲ့နောက်ကမှာဘာတွေရှိလဲစက်ကြည့်ကြရအောင်ကျွန်တော်တို့အမြဲတမ်းလို့တွေ့နေကြ IP address ပုံစံပါနော် 192.168.1.10 ဆိုတာမျိုးလေဒီကနန်းကြီးကတကယ်တော့ဘာကိုပြောနေရလဲဘယ်လိုဖွဲ့စည်းထားရလဲကြည့်လိုက်အောင် IP4 address တစ်ခုကိုကြည့်လိုက်ရင်အဆက်လေးတွေနဲ့ခန်းထားတဲ့ကဏ္ဍလေးပိုင်းတွေ့လိမ့်မယ်။အဲ့ဒီတစ်ပိုင်းစီကို octa လုံးခေါ်ပါတယ်။ပြီးတော့တတိထားကြည့်ရင်အဲ့ဒီကဏ္ဍတွေက0နဲ့255ကြားထဲမှာပဲရှိနေတာကိုတွေ့ရမှာလိမ့်မယ်။255ထက်ကျော်တဲ့ကဏ္ဍကို IP address မှာဘယ်တော့မှတွေ့ရမှာမဟုတ်ပါဘူး။ကဲအဓိကမြင်ကုန်ကတာပဲ။ဘာလို့255ထက်မကျော်ရတာလဲ။အဖြစ်ကတော့ကွန်ပျူတာတွေရဲ့ဘာသာစကားထဲမှာရှိပါတယ်။ကဏ္ဍတစ်ပိုင်း octet တစ်ခုစီကို8 bit 3 bit တိစောက်ထားလို့ပါ။အဲ့တော့2ကို8ထက်တင်လိုက်တဲ့အခါ256ဆိုတဲ့အဖြစ်ရပါတယ်။ဒါကြောင့်0ကနေ255အထိစုစုပေါင်းတန်ဖိုး256ခုကိုတုံးလို့ရတာဖြစ်ပါတယ်။ IP address တစ်ခုလုံးကတော့32 bit ပေါ့။ဟုတ်ပြီ။ IP address တွေအကြောင်းတီးသွားပြီ။နောက်တစ်ဆင့်ကတော့ security ပေါ့။ network ကြီးတစ်ခုလုံးကိုဘယ်လိုကာကွယ်မလဲ။အဲ့ဒီမှာ subnet ဆိုတာကအဓိကဇက်ကောင်ဖြစ်လာပါပြီ။ဒီမှာအရင်ရှင်းတဲ့ဥမာတစ်ခုရှိတယ်။ယုံတယုံကိုမြင်အောင်ကြည့်လိုက်ပါ။ network ကိုဘာမှမခွဲခြားထားဘူးဆိုရင် device အားလုံးမှာနေရာအကြီးတစ်ခုထဲမှာအတူတူရှိနေလို့ပါပဲ။ဒီခုမှားသွားပြီဆိုရင်ဥပမာ hacker ဝင်လာပြီဆိုရင်အားလုံးကိုလွယ်တကူကူးဆက်သွားနိုင်ပါတယ်။ဒါပေမဲ့ subnet ခွဲလိုက်တဲ့အခါမှာတော့ vendor ရဲ့ဌာနလို့အရေးကြီးတဲ့အပိုင်းကိုတိတက်ခန့်တခန့်ဖွဲ့ပြီးတကားပိတ်ထားလိုက်တော့ပဲ။ပို့ပြီးတော့လုံခြုံလာတာပေါ့။ subnet မှာလည်းအဓိကအဖြစ်2မျိုးရှိတယ်ပေါ့နော် public နဲ့ private public subnet ဆိုတာကတော့နာမည်တိုင်းပဲ internet လောကကြီးနဲ့တိုက်ရိုက်စကားပြောလို့ရတဲ့ nova ပိုင်းမှာ private subnet ကတော့အတွင်းစီးထဲမှာပဲသီးသန့်ထားပြီးအပြင်ကနေတိုက်ရိုက်ဝင်လို့မရအောင်ကာကွယ်ထားတဲ့နေရာမျိုးခင်ပါတယ် Okay အခုဆို network ကိုအပိုင်းလေးတွေခွဲပြီးလွန်ချုံအောင်လုပ်လို့ရပြီဆိုတာသိပါပြီဒါပေမဲ့အဲ့ဒီအပိုင်းတစ်ပိုင်းမှာ IP ဘယ်လောက်ထည့်မလဲအများကြီးလားအနေနဲ့လားအဲ့ဒါကိုသတ်မှတ်ဖို့အတွက် CIDR ဆိုတော့သုံးပါတယ် CIDR notation ဆိုတာကဒီလိုပုံစံလေးပါ IP address ရဲ့ norm မှာ slash လိခတ်ပြီးတော့ကဏ္ဍတစ်ခုရေးထားတာမျိုးပေါ့ဥပမာ /24 ဆိုတာမျိုးပေါ့ဒီ /24 ဆိုတဲ့ကဏ္ဍလေးကဒီ network ထဲမှာ IP ဘယ်လောက်သုံးလို့ရတယ်ဆိုတာကိုပြောပြနေတာပါတွက်ရတာတော့ထင်ထားတာထက်အများကြီးပိုလွယ်ပါတယ်ကျွန်တော်တို့မှာစုစုပေါင်း32 page ရှိတယ်လေဟုတ်တယ်မလားအဲ့ဒီ32ထက်ကနေဒီ CIDR ကဏ္ဍဖြစ်တဲ့24ကိုနှုတ်လိုက်ရုံပါပဲဘယ်လောက်ကျန်လဲ8ပေါ့ပြီးရင်အဲ့ဒီရလာတဲ့8ကို2ရဲ့အပေါ်မှာထောက်ကင်းအနေနဲ့တင်လိုက်ရုံပါပဲ2ကို8ထပ်တင်တော့ဟုတ်ပါရဲ့အဖြေက966ပါဆိုတော့ /24 လို့တွေးလိုက်တာ ਨੇ အော်ဒီ network ထဲမှာ IP လိပ်စာအခု966ခုတောင်းလို့ရပါလားဆိုပြီးချက်ချင်းသိနိုင်တော့ပါပြီကဲဒါဆိုရင်စမ်းကြည့်အောင် CIDR က base forward 31ဆိုရင်ရော IP block ရမလဲခဏလေးစဉ်းစားကြည့်ပါတွန်နီကအတူတူပါပဲ32ထက်က31ကိုနှုတ်လိုက်တော့ y မဲ့ကျန်တော့တယ်2ကို1ထပ်တင်လိုက်တော့အဖြေက2ပါပဲဆိုတော့ /31 နဲ့2မှာ IP လိပ်စာနှစ်ခုပဲသုံးလို့ရပါတယ်လွယ်တယ်ဟုတ်ကဲနောက်ဆုံးတစ်ခုရောက်လာပါပြီ port တွေအကြောင်းပေါ့ IP address ကအင်္ဂလိပ်စာဆိုရင် port ကပြန်ဖြစ်မလဲ port ဆိုတာက computer ကလုံးတဲ့ပေါ်မှာအလုပ်လုပ်နေတဲ့ application တွေကိုခွဲခြားပေးတဲ့ number လေးတွေပါဥပမာကျွန်တော်တို့ computer မှာ
Chrome browser လည်းဖွင့်ထားတယ်တစ်ဖက်မှာ Spotify နဲ့တချင်းလည်းနားထောင်နေတယ်ဆိုပါစို့ internet ကနေဝင်လာတဲ့ data တွေကတချင်းအတွက်လား website အတွက်လားအဲ့ဒါကို port number တွေကခွဲခြားလာညွှန်ပေးတာပါ ဒီဥပမာလေးကတော့အရှင်းဆုံးပါပဲ IP address ကိုတိုက်အမှတ်ဒါမှမဟုတ်အစအဦးရဲ့လိပ်စာလို့သဘောထားလိုက်ပါ port number ကတော့အဲ့ဒီတိုက်ထဲကအခန်းနံပါတ်ပေါ့စာပို့သမားကအရင်ဆုံးတိုက်လိပ်စာ IP ကိုကြည့်ပြီးတိုက်အမှန်ကိုရောက်အောင်လာတယ်ပြီးတော့မှအခန်းနံပါတ် port ကိုကြည့်ပြီးလူမှန်လက်မှန်ရောက်အောင်စာကိုပို့ပေးနိုင်တာပေါ့အဲ့ဒီသဘောတရားပါပဲ ကဲဒီနေ့ကျွန်တော်တို့ပြောခဲ့တာတွေကိုကျင်းချုပ်ပြန်ကြည့်အောင် IP address ဆိုတာ device တစ်ခုချင်းစီရဲ့တည်တံ့လိပ်စာနံပါတ် subnet တွေက network ကြီးတစ်ခုလုံးကိုလုံခြုံရေးတာအပိုင်းလေးတွေခွဲပေးတယ် CIDR ကအဲ့ဒီအပိုင်းထဲမှာ IP ဘယ်လောက်တောင်းမလဲဆိုတာကိုသတ်မှတ်ပေးပြီးတော့ port တွေကတော့ device တစ်ခုတည်းစီရောက်လာတဲ့ data တွေကို application အမှန်စီရောက်လာညွှန်ပေးပါတယ် ဒီဗီဒီယိုလေးကမိတ်ဆွေတို့အကျိုးရှိခဲ့တယ်ဆိုရင် like and subscribe လေးလုပ်ပေးပြီးတိရတာရှိရင် comment box မှာဝင်ရောက်ဆွေးနွေးနိုင်ပါတယ်